ဆရာကြီးကကျွန်တော်တစ်ခုလောက်မေးချင်လို့ပါဆရာကြီးကျွန်တော်ချစ်သူပါလေကျွန်တော်ဘာကြောင့်ထားခဲ့တာလဲဆရာကြီးကျွန်တော်ဒီရင်ပတ်ကြီးကချစ်ခဲ့တာလေဆရာကြီးကျွန်တော်ဘဝတစ်ခုလုံးရင်းပြီးချစ်ခဲ့တာဆရာကြီးအဲ့ဒါကိုဘာလို့ထားခဲ့တာအချစ်ဆိုတာဘာလဲဆရာကြီးသိရင်ကျွန်တော်ပြောပြပါလားဆရာကြီးသိတဲ့လောက်တော့ပြောပြမှာပေါ့ကိုကြီးကတော့ပြောတယ်ကွာအချစ်ဆိုတာရာယူပိုင်ဆိုင်ခြင်းမှမဟုတ်ပဲမနိစ္စနာအဲ့ဒါကိုရောဂမျိုးကြီးကတော့ပြောတယ်ကွာရာယူခြင်းမဟုတ်ရင်အချစ်ဆိုတာဘာလဲအေးအဲ့ဒါကိုအဖြေထုတ်သွားတာကတော့စိုက်တိဆိုင်ပဲကွာဆိုင်တိဆိုင်ဘလို့အဖြေထုတ်သွားဆရာကြီးပြောပြပါအချစ်ဆိုတာလျှို့ဝှက်ချက်တစ်ခုပါဆရာကြီးလည်းအဲ့လောက်ပဲပြီးမကျင်လားချေးဆိုတာလျှို့ဝှက်ချက်တစ်ခုပဲဒီလေရပြီမတင်ရွှေဆက်ဆက်လိုက်တာကွာ